ဒီသမီးလေးကစင်းကင်သမားအဲ့တော့ကွန်ပျူတာအကြိုက်သုံးရတယ်အဲ့တော့6တော့ကိုတင်လိုက်သမီးခုနဟာလေးလုပ်ကြည့်အောင်အေးအဲ့လိုမလုပ်နိုင်ဘူးเนาะဒီမှာရှိတဲ့ပေါင်မှာရှိတဲ့ကြွက်သားတွေက tight ဖြစ်နေတယ်เนาะခါမှလို့ဆိုနည်းနည်းလေးသူကပြဿနာရှိတယ်အရင်တော့ ASO နည်းနည်းများတယ်เนาะအဲ့တော့ ASO ရှိတဲ့လူတွေကနည်းနည်း view set မှာကသူကပိုးလေးပဲနာလို့ခေါ်တယ်အာသီးရောင်တာကနေစတာအဲ့တော့အာသီးရောင်နဲ့ခဏခဏရောင်နဲ့ဆိုရင် view set ပါသူကအခက်မသိရင်နှလုံးရဲ့အဆုရှင်ကိုတွားပြီးတော့ကြိုက်တတ်တယ်နှလုံးကသူကအဆုရှင်တွေမှာပျက်စီးတတ်တယ်เนาะအဲ့တော့ ASO သမားတွေကသူကတစ်ခုတည်းပို့တော့ join နေပေါ့သူကပိုးလေးပဲနာဖြစ်တဲ့အတွက်အဲ့လို join နေနားလာပြီးဆိုရင်ပို့ပြီး view set ရမယ်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကိုစေးထိုးစားရှိရထိုးတောက်စားရှိရတောက်တတ်မှတ်ထားတဲ့ရက်တွင်းမှာအဲ့လိုလုပ်ရမယ်เนาะကဲဒါလေးကတော့ကျွန်တော်ကွန်ပျူတာသမားဆိုတော့ဒါလေးကိုကျွန်တော်စမ်းကြည့်တာသူကဒီလိုချိတ်ပြီးတော့ရှေ့ကိုကုန်းတာမရဘူးเนาะကုန်းကြည့်နားတယ်ဘယ်နားလေးတင်းရဆိုပြောဟုတ်ပြီဟိုဘက်ကစမ်းကြည့်ကဲဒီဘက်ကတော့ AC ပဲဒီဘက်ကတော့ဘာမှမဖြစ်ဘူးကဲအဲ့တော့ခုနတင်းတဲ့ဟာလေးကိုပြန်ပြီးဆွဲလိုက်နော်ကွန်ပျူတာသမားဖြစ်တဲ့အတွက်အဲ့လေဒါ performance master stretching လို့ခေါ်တယ်ကျွန်တော်ခုံပေါ်မှာလုပ်တဲ့ဟာနော်အဲ့တော့ဒီလိုလေးကိုစက္ကန့်20ဆွဲ3ချိန်ဆွဲစက္ကန့်20တောင့်ထားပြင်3ချိန်လို့နော်ဒီလိုအမိပါတဲ့ခုံပေါ်မှာဒီလိုပြောင်းပြန်ထိုင်ပြီးတော့လက်ကလေးကိုအဲ့လိုလေးရှက်တယ်ရှက်ပြီးတော့ရင်ခေါင်းလေးကိုမော့လိုက်နော်ခါးလေးကိုကော့လိုက်ရင်ကော့ခေါင်းမော့တဲ့ပုံစံလေးပေါ့နော်အဲ့ပုံစံလေးကိုစက္ကန့်20တောင့်ထား3ချိန်လို့